Morgan Rogers ကို Chelsea စံချိန်တွေပြောင်းရွှေ့ခြင်းနဲ့ကြားဖြတ်ခေါ်သွားလို့လက်နှင်းခွက်ဆေးရမယ့်ဂိမ်းဆိုင်နေပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ Arsenal ကဏ္ဍအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေ Arsenal ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေArsenal ကတော့အမီးမြောက်လိုက်အီးပေါက်လိုက်နဲ့လုံနေတော့မှာပဲကြော်တော့လေတကြီးညားတော့လေထိုးသားထပ်ပြီးတော့ဖြစ်သွားခဲ့ပြန်ပါပြီ Arsenal အသင်းလာပေါင်းများစွာပြစ်မှတ်ထားဂျိုးပန်းနေတဲ့ Aston Villa တိုက်စစ်စားမှာ Morgan Rogers ကို Chelsea တင်းကမထင်မှတ်ထားမနဲ့ကြားဖြတ်ပြီးတော့ခေါ်ယူသွားခဲ့တော့ပြီဖြစ်ပါတယ် Arsenal ပြ Arteta Trossard ကို Turkey Club ဘတ်စတက်အသင်းစီကိုပေါင်18တန်းဝင်းကျင်နဲ့ရောင်းချပြီးတဲ့နောက်ပိုင်းနေရာလွတ်သွားတဲ့ဘေတော်မန်တိုက်စစ်အတွက် Morgan Rogers ကိုအဓိကပြစ်မှတ်ဖြစ်နဲ့တတ်မှတ်ထားခဲ့တာပါ Arsenal အသင်းနဲ့ကစားမကြားမှာပို့ကေးသဘောတူညီမှုတွေတောင်ရရှိလူနီးပါးဖြစ်နေပြီလို့သတင်းတွေလည်းထွက်ပေါ်နေကြတာဖြစ်ပါတယ် Arsenal ကပြောင်းရွှေ့ခြင်းကိုပေါင်တန်း100ဝန်းကျင်ကနေစတင်ကမ်းလှမ်းမှုပြင်ဆင်နေချိန်မှာပဲအခြေအနေတွေကယုံကြည်ဆိုသလိုပြောင်းလဲသွားခဲ့တာပါ Chelsea တင်းက Aston Villa အသင်းတောင်းဆိုတဲ့ဈေးနှုန်းဖြစ်တဲ့ပေါင်118တန်းကိုပေးချေဖို့အလင်းမြန်မဲ့သဘောတူညီဆုံးဖြတ်လိုက်တဲ့အတွက် Chelsea ကိုရုတ်တရက်ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီပြောင်းရွှေ့ခြင်းပေါင်118တန်းဟာ Man City က Nottingham Forest ကနေ Elliot Anderson ကိုပေးဝယ်ခဲ့တဲ့ပေါင်116တန်းစံချိန်ကိုတန်းတာနဲ့ကြော်ဖြတ်ပြီးတော့ Britain စားမတွေထဲမှာတန်ကြေးအမြင့်ဆုံးစံချိန်တွေပြောင်းရွှေ့ခြင်းဖြစ်လာခဲ့သလို Enzo Fernandez ရဲ့ပေါင်109တန်းစံချိန်ကိုလည်းကြော်ဖြတ်ကာ Chelsea တင်းရဲ့သမိုင်းလျှောက်စံချိန်တွေပြောင်းရွှေ့လည်းဖြစ်လာခဲ့ပါတယ်ဒီပြောင်းရွှေ့ကနေ Rogers ရဲ့အသင်းဟောင်း Middlesbrough အသင်းကလည်းရောင်းဝယ်စာချုပ်ပါ20%ရပိုင်ခွင့်ရပေါင်20.4တန်းထိအမြတ်ဆုံးထပ်ရသွားပါတယ်အသက်23နှစ်အရွယ်အင်္ဂလန်လက်ဝဲစဉ် Rogers ဟာ Aston Villa အတွက်ပြိုင်ပွဲစုံ125ပွဲမှာ39ဂိုးသွင်း29ဂိုးဖန်တီးပေးခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီထဲမှာ14ဂိုးသွင်း12ဂိုးဖန်တီးပေးကာ Villa ကို Europa League ဖလားရယူပေးနိုင်ခဲ့တဲ့ပြင် Champions League ဝင်ခွင့်မှာရယူပေးခဲ့တဲ့ကစားမပါသူ Chelsea ကိုရွေးချယ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့2ချက်ရှိပါတယ်ပထမချက်ကတော့ Chelsea တင်းရဲ့နီးပြအသစ်ဖြစ်လာတဲ့ဇာဘီလွန်ဆိုရဲ့စီးယုံနိုင်မှုပဲဖြစ်ပါတယ်အလွန်ဆိုက Rogers ကိုဘိုးတိုက်စစ်မှာဖြစ်ဖြစ်တောင်ပန်တွေမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကစားခွင့်ပေးသွားမယ်နီးပြပိုင်းဆိုင်ရာအာမခံချက်တွေပေးနိုင်ခဲ့တယ်လို့သိရပါတယ်ဒုတိယချက်ကတော့ Chelsea မှာရှိနေတဲ့သူ့ရဲ့ငယ်တငယ်ချင်းဂိုးပါမှာအကြောင်းပါပဲသူတို့ညောင်ဟာ Man City Academy မှာအတူတူကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပြီးတော့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိကြပါတယ်ဘာမာရဲ့နာမည်ကြီးချမ်းလို့ပခုံးပုတ်ပြီးတော့အောင်ပွဲခံပြတဲ့ဟန်ဟာ Rogers Middlesbrough မှာကစားကလေးကစတင်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့အောင်ပွဲခံဖြစ်တယ်လို့တောင်မှဆိုကြပါတယ်ဒီလိုဆက်ဆံရေးတွေက Rogers ကိုလန်ဒန်မြို့တစ်ဖက်ကမ်းက Arsenal အစား Chelsea ကိုရွေးချယ်ပြစ်စီခဲ့တာပါဒါပေမဲ့အဓိကတော့ Aston Villa တောင်းဆိုတဲ့ပြောင်းရွှေ့တွေကို Chelsea ကပေးလိုက်ပြီး Arsenal ကမပေးဘဲနဲ့နေခဲ့တာပါပဲ Rogers ဟာ Chelsea နဲ့6နှစ်စာချုပ်နောက်ထပ်1နှစ်သက်တမ်းတိုးခွင့်ချုပ်ဆိုသွားမှာဖြစ်ပါတယ် Rogers ကိုလက်လွတ်လိုက်ရတာက Arsenal အတွက် Man City ကို Jeremy Monga အလူခံတုန်းကလိုမျိုးနောက်ထပ်အထိနာစရာတစ်ခုဖြစ်ခဲ့ရပြန်ပါတယ် Rogers ကိုမရရှိခဲ့တာကြောင့် Arsenal PSG တောင်ပိုင်းကစားမ Bradley Barcola ကိုလည်းနောက်ထပ်အရန်ရွေးချယ်စရာပြစ်မှတ်ဖြစ်မျက်စိကျနေစေဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီက73ဂိုးသွင်း6ဂိုးဖန်တီးပေးခဲ့တဲ့ Barcola ဟာ Gabriel Martinelli ထက်ပိုမိုကောင်းမွန်တဲ့တိုက်စစ်စွမ်းရည်တွေရှိနေတာကြောင့် Arsenal ဘယ်တော့မှတိုက်စစ်ကိုပို့ပြီးတော့အဆင့်မြင့်တင်ပေးနိုင်မဲ့ကစားသမားမျိုးဖြစ်ပါတယ်ဒါပေမဲ့ Barcola ကို Liverpool တင်းကလည်းစိတ်ဝင်စားနေပြန်တဲ့အတွက်အပြိုင်ဆိုင်ဂျိုးဝမ်းပွဲရှိနေတာပါဒါပြင် Arsenal စပိန်နဲ့ပွဲမှာကြောဘတ်ဒဏ်ရာရရှိသွားခဲ့တဲ့ William Saliba နေရာကိုအစားထိုးဖို့အတွက် Aston Villa ခံစစ်မှု Asri Konsa ကိုလည်းမျက်စိကျနေတယ်လို့သိရပါတယ်